Audition qualification ရဲ့ International Bachelor Degree Pathway နဲ့ဆိုရင်မိမိရဲ့လက်ရှိပညာရေးရှင်နဲ့ကိုက်ညီတဲ့ level ကနေစတင်ပြီး UK Bachelor Degree ကိုအချိန်တိုအတွင်းစနစ်တကျရှောင်လန်းနိုင်ပါပြီ။အထက်တန်းပညာရေးမပြီးဆုံးသေးသူတွေ GED, IGCSE ဒါမှမဟုတ်သက်ဆိုင်ရာ qualification တစ်ခုခုရရှိထားသူတွေအနေနဲ့ Audition Level 3နဲ့ Level 4တွေကမိမိတို့နဲ့သင်လျော်တဲ့ level တစ်ခုကနေစတင်ပြီး Business Management ပညာရပ်တွေကိုအစဉ်စဉ်လေ့လာနိုင်မှာဖြစ်ပါတယ်။ဒီ pathway မှာ management, marketing, human resource management, finance, leadership နဲ့ strategic thinking ဒီလိုမျိုးလုပ်ငန်းခွင်မှာအမှန်တကယ်အသုံးဝင်တဲ့ business knowledge နဲ့ professional skills တွေကို theory ဘိုင်းနေတယ်မဟုတ်ဘဲလက်တွေ့အသုံးချနိုင်တဲ့အထိလေ့လာသင်ယူရမှာပါ။ Audition Level 5ပြီးဆုံးသွားတဲ့အခါ Bachelor Final Year ကိုမြန်မာနိုင်ငံမှာသာမကထိုင်းနိုင်ငံ၊စင်ကာပူနိုင်ငံအပါအဝင်နိုင်ငံအရပ်ရပ်က Audition နဲ့ချိတ်ဆက်ထားတဲ့တက္ကသိုလ်တွေမှာဆက်လက်တက်ရောက်ပြီး BA Honors in Business Management ဘွဲ့ကိုရယူနိုင်မှာဖြစ်ပါတယ်။နိုင်ငံသားသွားရောက်ဖို့အခက်အခဲရှိသူတွေအချိန်နဲ့ကုန်ကျစရိတ်ကိုချွေတာလိုသူတွေအလုပ်တစ်ဖက်နဲ့ပညာရေးကိုဆက်လက်မြင့်တင်လိုသူတွေအတွက် Audition Pathway ကထိရောက်ပြီးရွေးချယ်သင့်တဲ့ International Bachelor Degree Pathway တစ်ခုဖြစ်ပါတယ်။ Professional Career တစ်ခုကိုတည်ဆောက်ဖို့နိုင်ငံတကာပညာရေးအခွင့်အလမ်းတွေကိုရယူဖို့နဲ့အနာဂတ်အတွက်ခိုင်မာတဲ့ UK Bachelor Degree ကိုပိုင်ဆိုင်နိုင်ဖို့ Audition International Bachelor Degree Pathway ကို ATBC International College မှာစတင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။